မင်းနဲ့မှန်အောင်စားနိုင်လို့လားဆိုပြီးမြန်မာနိုင်ငံကလူတိုင်းကိုရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုလိုက်တဲ့ vlogger မာလေးချမ်းလူတိုင်းကကိုယုံကြည်ထားတဲ့ပန်းနိုင်ကိုရောက်အောင်စူးစမ်းဖို့လိုသလိုအောင်မြင်သွားရင်လည်းအောက်ခြေမလွတ်ဖို့ဘဝမမေ့ဖို့လည်းလိုပါတယ်ဒီကနေ့မှာတော့အောက်ခြေလွတ်သွားတဲ့ vlogger မာလေးတယောက်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် vlogger ချမ်းဟာမြန်မာနိုင်ငံမှာလူသိများတဲ့ YouTuber vlogger တယောက်ဖြစ်ပြီးတော့ daily life vlog တွေခီးသွွား vlog တွေလူနေမှုဘဝအတွေ့အကြုံတွေကိုတဘာဝကြကြဖော်ပြတာကြောင့်ပရိသတ်အများစုရဲ့စိတ်ဝင်စားမှုကိုရရှိထားတဲ့လူငယ်တယောက်ပါဒီလိုတဘာဝကြတဲ့ content style တွေကြောင့်လူငယ်ပရိသတ်တွေရဲ့ကြားမှာအောင်မြင်မှုရရှိသလိုလူအမြောက်များရဲ့အားပေးခြင်းကိုလည်းခံနေရပါတယ်လက်တလုံးမှာတော့ vlogger ချမ်းဟာ happy ပွဲတော်ကိုကိုယ်တိုင်တက်ရောက်ခဲ့တာကြောင့်ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုထပ်မံရရှိခဲ့ပါတယ်ပွဲတွင်ကလွတ်လပ်မှုတွေကိုအခြေခံတဲ့ happy style တွေတဘာဝကြတဲ့ fashion တွေနဲ့ပေါ်ပါတဲ့လူနေမှုဘဝအမြင်တွေကိုချမ်းရဲ့ကိုယ်ပိုင်ပုံစံနဲ့ဖော်ပြခဲ့တာတွေကြောင့် social media ပေါ်မှာများစွာတွေ့မြင်ခဲ့ရပါတယ်ချမ်းဆိုတဲ့ vlogger မလေးကသူပဲငွေရှာဖို့လိုကြောင်းအသေးအတန်တွေလူငယ်တွေကိုမိုဒီတွေပေးတင်တန်းတွေလာစီကြီးတောင်းဖွင့်ငွေတွေအများကြီးရှာပြီးသူပဲဆက်တာကိုယ်တိုင်ရုံးထားဖို့လိုကြောင်းပြောခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်အဲဒီကနေတရားတွေဘာတွေထိုင်ပြီးအသက်ငယ်ငယ်လေးနဲ့ရမ်းစိတ်နှလုံးချမ်းမြေ့သွားတယ်ဆိုပြီး drama တွေလည်းခင်းပြခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့ happy ပွဲတော်မှာလွတ်လပ်ငြိမ်းချမ်းသောအေးချမ်းသောလွတ်မြောက်သောအစသဖြင့်ခေါင်းစဉ်ပေါင်းစုံတက်ပြီးတော့အေးချမ်းမှုကိုဖော်ဆောင်ပြခဲ့ပါတယ်။ happy ပွဲတော်ကြောင့်ဝေဖန်ခဲ့တဲ့မြန်မာတွေကိုလည်းသူကိုယ်တိုင်က happy ဘက်ကနေလိုက်ပြီးတော့မြန်မာလူငယ်တွေမြန်မာနိုင်ငံသားတိုင်းအားလုံးကိုပြန်လည်ဖောင်းထုတ်ခဲ့ပါတယ်။အရင်ဆုံးသူများကိုမပလိန်ခင်ငါဘဝကထမင်းနဲ့ပန်ရဲ့လားဖုံးမေဘူးစိတ်မပူပဲသုံးရရဲ့လားငါဘဝကလွတ်လွတ်လပ်လပ်ပျော်ရွှင်မှုရှိရဲ့လားငါဘဝမှာသူများကိုစိတ်ဆင်းရဲအောင်ခဏခဏအာကုသိုလ်တွေလိုက်ပေးမိနေလားငါတခုလုံးမယ်ငါကပတ်ဝန်းကျင်ပြောမှကိုအမြဲ give a shit လုပ်နေရတဲ့ဘဝလားငါဘဝကအမြဲရုန်းကန်ရင်နေ့ရက်တွေကိုဖြတ်တန်းနေရလားဆိုတာကို့အကြောင်းကိုအရင်ဆုံးပြန်စဉ်းစားကြည့်ပါအောင်ရှင်လူရင်ကြီးစာတက်ပေတက်ကြီးများရှင်းဆိုပြီးတော့မြန်မာနိုင်ငံသားတွေကိုလည်းလှောင်ပြောင်ခဲ့ပါတယ်အဲ့ဒီခါမှာတော့ပရိသတ်တွေကဘုံမိထဲမှာပဲပြောခွင့်ရှိတာလားအားပေးတာကတန်ဖိုးမရှိတော့ဘူးလားဆိုတဲ့မေးခွန်းတွေကိုပြင်းပြင်းထန်ထန်ပြန်လည်မေးလာကြပါတယ်ခက်ကြမ်းကြမ်းပြောရရင်ပရိသတ်မရှိရင် view မရှိဘူး view မရှိရင် vlogger ဆိုတဲ့နာမည်လည်းရှိမှာမဟုတ်ပါဘူးဒီအခြေခံချက်ကိုမေ့သွားတဲ့ချမ်းကတော့နာမည်တက်လာတာမှန်ပေမဲ့နာမည်ပြတ်ဖို့လည်းအများဆုံးနှီးစက်ခဲ့ပါတယ်လက်ရှိ post ကြောင့်ပရိသတ်တွေရဲ့ဒေါသတွေမကျေနပ်မှုတွေစိတ်ထိခိုက်မှုတွေကမလျော့သေးပဲဆက်လက်ဖြစ်ပေါ်နေစေပဲဖြစ်ပါတယ် heavy ပွဲပြီးမှာတော့ပရိသတ်တွေကိုရိုင်းခဲ့တယ်ဆိုတဲ့ဝေဖန်မှုတွေမလျော့သေးချိန်မှာတော့ချမ်းကိုယ်တိုင်နောက်ထပ် post တစ်ခုလည်းထပ်မံတင်ခဲ့ပါသေးတယ်ငါလည်း happy မဟုတ်ရပါဘူးဟဲ့ငါလည်းမသိလို့သွားကြည့်မိတာပါပြီးတော့ငါမြင်လေးကိုငါရေးလိုက်တာပါဟာလျှောက်ပါပြီနော်အားလုံးကိုဒါပေမဲ့ YB ဆရာကြီးလောက်ကြလို့ဒီနေ့တမနက်တည်းတင်ဒေါ်လာ100လောက်ဝင်သွားတယ်ဆိုပြီးတော့ပရိသတ်တွေကိုပြန်လဲခနဲ့ခဲ့ပါတယ်သိမကြခင်မှာပဲသူရေးတဲ့ post ကို edit ပြန်လုပ်ပြီးတော့စာသားတွေပြောင်းလဲခဲ့ပါတယ်စာသားကို3ချိန်3ခါတီးတီးတော့ပြောင်းလဲခဲ့တာပါပရိသတ်တွေရဲ့ဝေဖန်ချက်ထဲမှာအများဆုံးကြားရတဲ့စကားကတော့အရင်ကတဘာဝကြလို့ကြိုက်ခဲ့တာအခုအောင်မြင်လာကမှပရိသတ်ကိုအောက်ခြေလွတ်ပြီးပြောချင်တာပြောနေတော့တာပဲပရိသတ်တွေပေါ်ရိုင်းရိုင်းဆိုင်ဆိုင်မလေးမစားဆက်ဆံတာကသူ့ရဲ့အောင်မြင်မှုကိုအဆုံးသတ်စေလိမ့်မယ်လို့လည်းပြန်လည်ဝေဖန်ခဲ့ပါတယ်လက်ရှိအချိန်ထိဒီ post ပေါ်မှာချမ်းဘက်ကပရိသတ်ကိုစိတ်အေးစေမဲ့ရှင်းလင်းချက်ဒါမှမဟုတ်လေးစားမှုအပြည့်နဲ့တုံ့ပြန်မှုကိုမမြင်ရတာကြောင့်မကျေနပ်မှုတွေကဆက်လက်ပြီးတော့ပေါ်ပေါက်နေဆဲပဲဖြစ်ပါတယ်ခက်ကြမ်းကြမ်းပြောရမယ်ဆိုရင်တော့ပရိသတ်ပေးတဲ့နာမည်နဲ့ပရိသတ်ပေးတဲ့အောင်မြင်မှုကိုပရိသတ်တွေကိုယ်တိုင်ကပြန်လည်သွားယူနိုင်ပါတယ်အောက်ခြေလွတ်သွားတဲ့ content creator လေးချမ်းကတော့ပရိသတ်တွေကိုမထီမဲ့မြင်ဆက်ဆံခဲ့တာကြောင့်နာမည်ကျတဲ့ကျလာခဲ့ပြီးပဲဖြစ်ပါတယ်အောက်ခြေလွတ်သွားတဲ့ဇယ်လီမလေး vlogger လေးချမ်းကိုပရိသတ်ကြီးတို့ရောဘယ်လိုမြင်လဲ comment မှာဝင်ဆွေးနွေးသွားပါဦးအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုသတင်း TV မှာကျေးဇူးတင်ပါတယ်